ဆရာတို့အားလုံးမင်္ဂလာပါခင်ဗျာမင်္ဂလာညချမ်းလေးပါဗျာ That's online မြန်မာအနေနဲ့ကြိုဆိုပါရစေ။အော်စာပို့နေ sorry ပါဒါလေးမပိတ်လိုက်ရဘူး Okay That's online မြန်မာအနေနဲ့ကြိုဆိုပါရစေခင်ဗျာဒီတစ်ခါကိုကျွန်တော်ပြိုင်ကား2စီးရေခဲ2လက် level mass အိတ်စု poster 2ထဲဒီကောင်လေးပြပေးပါမယ်ပြီးကြတော့ Conqueror Frame season 8 Conqueror Frame လေးပါပါတယ်ကိုဆရာတို့အိုးကောင်လေးနော်ကိုဆရာတို့ share လေးဈေးနှုန်းကတော့15တိုင်းပါဒီမှာဘေးထုတ်ထဲမှာဘလူးဆက်လေးတွေဘလက်ဆက်လေးတွေစနီကာဝိုက်လေးတွေနော်လှအောင်ဆင်တာပြပါတယ်ဒီရဆုံးကျွန်တော်အိတ်စုလေးတွေရင်ပြမယ်ဗျအိတ်စုလေးကတော့ချင်းသိအိတ်စု poster ဖြစ်ပါတယ်ပြီးကြတော့ Fury အိတ်စု poster ဖြစ်ပါတယ်အိတ်စု poster 2ထည့်ပါပါတယ်ပြိုင်ကား2စီးပါပါတယ်ခင်ဗျာ4ယောက်စီးကိုနီဆန်တစ်စီး2ယောက်စီးကိုနီဆန်တစ်စီးပြိုင်ကား2စီးပါပါတယ်ခင်ဗျာပြီးကြတော့ level max က2လက် info ရေခဲ level max ပြီးကြတော့ AK ရေခဲ level max ပြီးတော့စကာရန်ထဲမှာဒီမိုက်တစ်ကန်လေးပါတယ် hit effect အားလာတဲ့မိုက်တစ်ကန်လေးကိုဆရာတို့သိမှထင်ပါတယ်2021 PMGC ဒီကောင်လေးပါပါတယ်ခင်ဗျာ okay ကျွန်တော် upgrade ကန်လေးတွေစုံအောင်ထပ်ပြပေးမယ် info အပြင်ကိုမှ info ရဲ့ AK ရဲ့ level max နဲ့လည်းနော် info ပြစရာရှိတယ်ကိုဆရာတို့ info မှာ 3 scope ဖွင့်ထားတယ် red dot ဖွင့်ထားတယ်ပြောင်းပါတယ်နောက်တင်ပါတယ်ကြည်ဖြစ်ကတ်ပါတယ် full grip ပါတယ်ကိုဆရာတို့လုံးဝအကုန်လုံးအကုန်ဝယ်ဖောက်ထားတာနော်ကိုဆရာတို့3 scope လေးနဲ့တော်တော်လှတာပါကိုဆရာတို့ပြီးတော့ AK level max ပေါ့ဗျာပြီးတော့ M7 ပါတယ် AK နောက်တစ်လက်ပါတယ်နောက်ထပ် QBC ပါတယ်ပြီးရင် M16 ပါတယ်ကိုဆရာတို့ဒီမှာတခြားစကားအနေပါတယ်ပါတယ်ပြောဗျာ level တော့တင်မထားဘူးပေါ့ခေါင်းလေးတွေကတော့ဟုတ်ပြီအဲ့ဆိုရင် SMG PP19 Thompson Vector User I UMP လှတယ်မလားကိုဆရာတို့ SMG တွေလည်းစုံပါတယ်အဝေးပစ် AW1 K98K ပါတယ် Mini 14 ရ level 4 Ando 4 ကလည်း level 4ကိုဆရာတို့အဝေးပစ်လည်းစုံတယ် shotgun နဲ့လက်ပါတယ် DPS နဲ့ Astra K လူတိုင်းကြိုက်တယ်ဒါကတော့ပြောနေကြမလို့ဟုတ်တယ်နော် okay ဒီမှာပန် game message လေးပါတယ် upgrade gun တွေ game message တွေအားလုံးစုံပါတယ်အိတ်စုစာရန်ထိုးနှစ်ထည့် game message တွေပဲ poster တွေပဲကိုဆရာတို့မိုက်တစ်ကန်တွေအများကြီးပါတယ်တော်တော်လှပါတယ်ဟိုမှာဒီကောင်လေးဆိုရင်တော့ပေါ်ကစားကတော့တော်တော်လူကြိုက်များတဲ့ကောင်လေးပေါ့ဗျာ okay ဒီမှာ PMGC ဆက်တွေဂျပန်ကာရိုက်တာကောင်လေးတွေပါတယ်ခင်ဗျာဘီကီနီလေးတွေပါတယ်အိုးကောင်လေးပါအိုး outfit လေးတွေအများကြီးပါတယ်နော် season 8 Conqueror နဲ့ဗျာကိုဆရာတို့စဉ်းစားကြည့်လိုက်တော့ဘယ်လောက်အိုးကြလဲမကြလဲရတော့ okay ဒါဆိုရင် outfit တွေစုံနေပေါ့ဗျာဟုတ်ပြီ hammer လေးတွေလာပါတယ်များပါတယ်တော်တော်လေးကိုများပါတယ်ဘက်လေးတွေအိတ်စုဘက်လေးတွေပါညာဘက်လေးတွေစုံပါတယ်ကိုဆရာတို့ဒီကောင်ကအိုးကောင်ကြိုက်တဲ့လူအိုးကောင်ကန်ချင်တဲ့လူနဲ့ဆိုပိုကြိုက်မယ်ဗျအခုနောက်ပိုင်းစကင်တွေတိတ်မပါဘူးအိုးစကင်တွေတော်တော်လေးပါတယ်နော်အိုးစကင်တွေတော်တော်လေးပါတယ်ဒီမှာ rabbit set တို့ပြီးတော့ဒီမှာခဏမှပြတယ် blue set တို့ black set တို့ဟုတ်လားအဲ့လိုလေးတွေပါမယ်ဘေးထုတ်လေးတွေပေါ့ဒီမှာ Ducati ဖက်နက်လေးတွေပါညာလေးတွေပေါ့ okay ဒါဆိုရင်ကားစကင် UAC လေးတွေစုံတယ်ပြီးကြတော့2ယောက်စီ4ယောက်စီကိုနီဆန် emote လေးတွေပြမယ်အိုး emote လေးတွေပါတယ်ကိုဆရာတို့ emote လေးတွေလည်းစုံပါတယ် emote ပြတတ်တဲ့လူတွေ emote ပြချင်တဲ့လူတွေလည်းကြိုက်မယ်ဒီကောင်ကကြိုက်မယ်နော်ကိုဆရာတို့ကြိုက်တယ်ကိုဆရာတို့ရေ emote ပြချင်တဲ့လူတွေအိုး emote လေးတွေပြလို့ရမယ်အိုး emote လေးတွေ be quiet နော်တိတ်မဆူနဲ့လေအော်နာလေတီလေးတွေဂလိုက်တာလေးတွေမနှိတ်လေးတွေမိုလိုတော့လေးတွေစမုတ်စတန်လေးတွေစကင်ကတော့စုံနေကိုဆရာတို့စကင်မစုံမှာတော့မဘူးနဲ့ material တစ်ချောင်းပါတယ်စပင်နဲ့ခွာလေးပါတယ်အကောင့်ကတော့ Gmail email ချိန်ထားပါတယ် Twitter ကိုဖြုတ်ပေးပါမယ်ကိုဆရာတို့ season 8 Conqueror လေးနဲ့ပါ
ကိုစီကတော့ဘလောက်အိုးကြလဲမကြလဲကျွန်တော်ဒီနားမှာတစ်ချက်ပြလို့ရတယ်ရော့ season 2ကစဆော်တဲ့ကောင်လေးပါကိုစီကတော့ဘလောက်အိုးကြလဲမကြလဲရတော့နော်အိုးကောင်းကြရင်တော့ဒါလေးကကင်တက်ပါတယ်ဈေးနှုန်းကတော့15သိန်းနဲ့ရမှာပါခင်ဗျာဆရာသမားတို့ကြိုက်တယ်ဆိုရင်လက်ရှိဗီဒီယိုတင်ထားတဲ့ page ချက်ပေါက်နဲ့စာပို့ပြီးလာဝယ်လို့ရပါတယ် Telegram admin လေးကနေလည်းစာပို့ပြီးလာဝယ်လို့ရပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်